Hello အားလုံးပဲမင်္ဂလာပါထွန်း channel မှာကြိုဆိုပါရစေဒီနေ့ကကျွန်တော်ဗာပြောပြမလဲဆိုတော့ဒီ AI သုံးပြီးတော့ဂျာမန်ဘာသာလေ့လာမယ်ပေါ့နော်ကျွန်တော်ဟိုနေ့ကစပြီးတော့လေ့လာတယ်ဒါပေမဲ့ဒီနေ့ဘယ်လိုလုပ်တယ်လဲဆိုတော့ကျွန်တော်ထပ်ပြီးပြောပြမယ်စာအုပ်ဘယ်လိုလေ့လာရင်ရမလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော် Claude ကိုသုံးတယ်ChatGPT လည်းရတယ် Perplexity လည်းရတယ် Grok လည်းရတယ် Grok ကကြတော့ XAI ပေါ့ Elon Musk ရဲ့ဟာဒါပေမဲ့ကျွန်တော်အခုသုံးမှာက Claude သုံးမယ် ChatGPT အမျိုးမျိုးတော့သုံးပြမယ်ဒါပေမဲ့ကြည့်ကြည့်ရအောင်နော်ဒီ Claude မနေ့ကကျွန်တော်သုံးထားတဲ့ဟာကိုပထမဘယ်လို prompt ပေးထားလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော်ပထမဆုံးစပြီးတော့ပြထားတာက Please plan the schedule for me to learn German ဂျာမန်သင်ဖို့အတွက်ငါအတွက်ကို schedule ဆွဲပေးပါနော်ဘယ်အချိန်ဒီမှာ productive ဖြစ်လဲငါဘယ်အချိန်ဒီမှာလှုပ်လို့ရတာပိုကောင်းလဲဆိုတော့ afternoon မှာလှုပ်လို့ရတာငါပို့ပြီးတော့လမ်းဆန်းနဲ့တက်ကြွတယ်အလုပ်လုပ်လို့ပိုကောင်းတယ်ပေါ့အဲ့လိုပြောတယ်ပြီးရင်ကျွန်တော် calendar နဲ့ချိန်ထားတဲ့အခါကျတော့ then put into my free slots in my calendar ငါ calendar ထဲမှာရှိတဲ့အားတဲ့အချိန်ကိုငါအတွက် schedule လုပ်ပြီးပေါ့ဒီဂျာမန်သင်ဖို့အတွက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဗာဆက်ပြောလဲဆိုတော့ if you could be my German teacher in immersive learning ဆိုတာကအကုန်လုံးတွေးတာရောပြောတာရောအကုန်လုံးဂျာမန်လို့ပေါ့ဥမာ Spanish သင်မယ်ဆိုလို့ရှိရင်တွေးတာပါညာအစားအကုန်လုံး Spanish လို့ပဲတွေးမယ်မြန်မာကနေတဆင့်ပြန်ပြီးတော့ English ကနေတဆင့်ပြန်ပြီးတော့တွေးလို့ရှိရင်နေတယ်ပေါ့နော်တက်တာနေတယ်ပေါ့ဒါပေမဲ့အဲ့ဒါကပိုကောင်းတယ်လို့ပြောတယ်စမ်းကြည့်မယ်ပေါ့နော်စမ်းကြည့်မယ်ဆိုတော့သူကဘာပြန်ပြောလဲဆိုတော့ okay တဲ့ငါ main အတွက် schedule တွေ create လုပ်ပေးမယ် calendar ထဲမှာလည်းထည့်ပေးမယ်အဲ့ဒီတော့ပြီးတော့သူက calendar ထဲမှာ okay I can see your calendar let me create German schedule for you focusing on afternoon slots when you are most productive အဲ့ဒါပြီးတော့သူဘယ်လိုပြောလဲဆိုတော့ weekly schedule တဲ့ Monday to Friday 2-hour intensive study sessions အဲ့တော့ Monday မှာသူအကြမ်းမြင်ပေါ့နော် grammar structure Tuesday မှာ vocabulary နဲ့ reading Wednesday မှာ listening and pronunciation အဲ့ဒီတော့သူအဲ့ဒါလေးလုပ်ပြီးတော့ calendar ကိုသူ create လုပ်လိုက်တယ်2 p.m. to 4 p.m. daily နောက်တော့သူဘာဆက်ပြောလဲဆိုတော့ဒီ German teacher တဲ့ကျွန်တော်ဒီမှာ native လို့ရိုက်ထည့်ထားတာပေါ့ native ဆိုတော့သူကကြတော့ AI ဆိုတော့ native လို့လုပ်လို့မရဘူးပေါ့အဲ့ဒါကိုသူပြန်ပြောထားတာအဲ့တော့ what I can do grammar question တွေသူဖြေပေးလို့ရတယ်ရှင်းပြပေးလို့ရတယ် translate လုပ်ပေးလို့ရတယ်ပြီးလို့ရှိရင် practice လုပ်ပေးလို့ရတယ်သူနဲ့ကိုယ်နဲ့ဂျာမန်လို့စကားပြောပေးမယ်ပေါ့မှန်တာမှားတာသူပြောပြမယ်ပြီးရင်မှားရင်အမှားပြင်ပေးမယ်ဘာကြောင့်လဲဆိုတော့သူပြောပြမယ် provide feedback ပြီးရင် cultural context တွေသူတို့ data သုံးအခေါ်အဝေါ်တွေပြီးရင် EDM တွေကိုသူရှင်းပြမယ်ပြီးရင် exercise တွေသူလုပ်ပေးမယ် learning materials တွေ create လုပ်ပေးမယ်သူလုပ်လို့မရတာကတဲ့သူက native German မဟုတ်ဘူးတဲ့သူက AI မှာတဲ့အဲ့တော့ real time သူ feedback practice လုပ်ပေးလို့မရဘူးပေါ့ voice conversation နဲ့သူလုပ်ပေးလို့မရဘူးတဲ့ပြီးတော့ pronunciation မှန်ကိုသူစစ်ပေးလို့မရဘူးပေါ့နော်နောက်တစ်ခုကကြတော့ replicate the spontaneity of real human conversation ဒီ
လူသားတစ်ယောက်လိုမျိုးသူspontaneously အဲ့လိုမျိုးကိုနဲ့မျက်နှာချင်းဆိုင်အဲ့လိုမျိုးစကားပြောပြီးတော့ချက်ချင်း feedback ပေးလို့ရတဲ့ပုံစံမျိုးသူလုပ်ပြီးလို့မရဘူးပေါ့နော်အဲ့လိုပြောတာအဲ့တော့သူ recommendation ကပါလဲဆိုတော့တဲ့သူ supplement နေပေးလို့ရတယ်ဒါပေမဲ့ find ကိုယ့်ဘာကိုပေါ့နော် find a native German speaker German လို့ပြောတဲ့သူကိုရှာဖို့အပြင်မှာပေါ့ဒီ app ဒီမှာရှာလို့ရတယ်ပြီးရင် German conversation groups တွေ join ပါတဲ့ okay အဲ့တော့ကျွန်တော်ဗာဆက်ပြောလဲဆိုတော့ခုနကသူက calendar ကို create လုပ်တဲ့အခါမှာ Friday တွေပါထည့်ထားတယ်ကျွန်တော်မှာကျတော့ Friday က class ရှိတယ်တနေ့အောင် class ရှိတယ်အဲ့တော့Friday တွေမအားဘူးလို့ကျွန်တော်ပြန်ပြောတာ I'm not free on Fridays now ပြီးတော့ where should I get the learning materials အဲ့တော့ learning materials ငါဘယ်ရနိုင်မလဲပေါ့နောက်တော့သူ Friday တွေရှိတဲ့ဟာကိုသူနောက်ထပ်တစ်ရက်ကိုသူရွှေ့လိုက်တယ် Sunday တွေရွှေ့လိုက်တယ်ပြီးရင်ကိုယ့်ဘာလို့ Google Calendar ထဲမှာကျွန်တော်ချိန်ထားတာဆိုတော့အဲ့ဒီမှာတော့ရွှေ့လို့ရပါတယ်သူဒီမှာ resources တွေပြောတယ် Duolingo ရှိတယ် Anki ရှိတယ် Anki ဆိုတာက flashcard တွေ flashcard ဆိုတာက digital version ပေါ့နော်ဒီလို post-it notes တွေဟိုဘက်လှန်လိုက်လို့ရှိရင် meaning ပေါ့ဒီဘက်မှာကျတော့ကိုစကားလုံးအသစ်တွေရေးပေါ့အဲ့လိုမျိုးနောက် Deutsche Welle Learn German app လည်းရှိတယ်တဲ့အဲ့ဒါ website တွေ app တွေပေါ့နော် YouTube channel တွေလည်းရှိတယ် Easy German YouTube channel German Pod 101အဲ့ဒါတွေကောင်းတယ်ပေါ့ grammar တွေကကျတော့ deutsch.info german.net အဲ့မှာရှင်းပြထားတယ်ဒါတွေကသူပြောပြထားတဲ့ resource တွေပေါ့ပတ်စံပေးရမယ့်ဟာတွေဆိုရင်လည်း paid version တွေရှိတယ်လို့သူပြောထားတယ်နောက်တစ်ခုကကျတော့ immersion materials ကကျတော့လုံးဝအာရုံညှိဝင်ပြီးတော့သင်ယူမယ်ဆိုလို့ရှိရင် listening ကကျတော့ Easy German podcast ရှိတယ်သူကအဲ့ဒီ immersion တွေကဒီကောင်တွေက German လိုပဲပြောတာအင်္ဂလိပ်လိုလည်းသူနည်းနည်းလေးတော့ရှင်းပြမယ်ဒါပေမဲ့များသောအားဖြင့်က German လိုပဲပြောတာအဲ့တော့ကိုက German society ထဲရောက်သွားတဲ့ပုံစံမျိုးပေါ့နော် community ထဲရောက်သွားတဲ့ပုံစံမျိုးအဲ့တော့ပို့ပြီးတော့ရင်းနှီးသွားတာပေါ့အဲ့လိုမျိုးနောက် reading ရှိမယ် okay နောက်တစ်ခုကသူဘာပြောလဲဆိုတော့ detailed study plan သူ create လုပ်ပေးရမှာတဲ့ okay create လို့ကျွန်တော်ပြောလိုက်တယ်အဲ့တော့သူဒီမှာ plan ကိုသူ create လုပ်ပေးတယ် detailed German learning study plan သူဘာတွေပြောရလဲဆိုတော့ဒီမှာ2 နာရီကနေပြီးတော့2 နာရီခွဲအထိကို A1 lesson 1 to 2 introduction and greetings နဲ့လေ့လာ2 နာရီခွဲကနေ3 နာရီကြာတော့verb တွေပေါ့နော် present tense တွေ sein verb တို့ haben တို့ regular verbs တွေလေ့လာပေါ့ပြီးရင်3 နာရီကနေ3 နာရီခွဲကိုpresent tense exercise တွေတွားပြီးတော့လုပ်အောင်မယ်ပြီးရင်3 နာရီခွဲကနေ4 နာရီထိကိုစာကြောင်းတွေရေးရမယ်စာကြောင်းအကြောင်း20ရေးတဲ့ဒီအပေါ်မှာအရှိမတင်ထားတဲ့ verb အသစ်တွေနဲ့ပေါ့သုံးပြီးတော့ဟိုလိုမျိုးကြီး textbook ထဲကဟာဟုတ်ပဲကိုကဒီလိုပဲလိုက်ချက်ပါညာကြတော့နည်းနည်း passive ဆန်တယ်ပေါ့နော်တကယ်ကိုကစကားလုံးသိရလာပြီဆိုလို့ရှိရင်အဲ့ဒီရတဲ့စကားလုံးကိုယ့်ဘာကိုခေါင်းထဲမှာစဉ်းစားပြီးတော့စာကြောင်းမှားသည်မှန်သည်အဲ့လိုမျိုးချရေးပြီးတော့အမှန်မှားပြန်စစ်အဲ့ဒါပို့ပြီးတော့အတက်မြန်တယ်ပေါ့နော်မှားတယ်ဆိုရင်လည်းဟိုဘာကြောင့်မှားလဲဆိုတော့သိသွားမယ်ခေါင်းထဲတန်းဝင်သွားမယ်ဒါတွေကသူ create လုပ်ထားတဲ့ study plan ပေါ့နော်ဒါမဲ့အဲ့လိုလိုက်လို့လည်းရတယ်သူ study လုပ်ခိုင်းတာက B1 အထိ A1 ကနေပြီးတော့ B1 အထိကို12ပတ်လို့သူမှန်တာတယ်ပေါ့နော်ဒါမဲ့ဒါကနည်းနည်းတော့ tight တော့ဖြစ်တယ်ဒါမဲ့ B1 B2
ဒီကောင် B1 ထိ A1 ကနေ B1 ထိ12ပတ်ပထမ4ပတ်မှာတဲ့မင်းကိုယ့်ဘာကို introduce yourself and have basic conversations ဒီနေ့စဉ်သုံးစကားပြောလေးတွေရမယ်ပြီးလို့ရှိရင် simple sentence တွေနားလည်မယ်ပြီးရင် daily life အတွက်ကိုတနေ့တာဘာလုပ်လဲဆိုတာအတွက်ကိုစာကြောင်းအတူလေးတွေရေးနိုင်မယ်ပေါ့ရှစ်ပတ် A2 ရောက်သွားလို့ရှိရင်ဒီ describe experiences ကိုကြုံတွေ့ရတဲ့ဟာတွေ event တွေအကြောင်းရှင်းပြနိုင်မယ်ပြီးလို့ရှိရင် understand main points of clear standard speech အဓိကဘာလို့ဆိုလို့လဲဆိုတာကိုနားလည်နိုင်မယ်ပြီးလို့ရှိရင် connected text on a familiar topics အဲ့ဒါတွေကိုပို့ပြီးတော့နည်းနည်းအဆင့်မြင့်ပြီးတော့ရေးလာနိုင်မယ်ပေါ့စာကြောင်းအတူမဟုတ်ဘဲနဲ့နည်းနည်းရှည်လေးတွေပို့ပြီးတော့ချိတ်ဆက်ပြီးတော့ရေးလာနိုင်မယ် B1 ရောက်လို့ရှိရင် traveling ခရီးသွားတာပါညာပြီးရင်ကိုယ့်ရဲ့အိမ်မက်တွေအလုပ်အတွေ့အကြုံတွေရည်မှန်းချက်တွေပါတယ်အဲ့လိုမျိုးတွေပြောလာနိုင်မယ်ပေါ့အဲ့ဒီတော့ tips for success consistency beats intensity အရင်အတင်းချက်ကြီးအဲ့လိုမျိုးလုပ်တာထက်စားလို့ရှိရင်ပုံမှန်လုပ်သွားတာပို့ပြီးတော့ကောင်းနေပေါ့ပြီးရင် review လုပ်အောင်မယ်spend 20% of time reviewing old material အရင်လုပ်ထားတဲ့လေ့ကျင့်ခန်းတွေ material တွေကိုပြန်ပြီးတော့ review လုပ်အောင်မယ်20% တနာရီဆိုလို့ရှိရင်မိနစ်20 15မိနစ်ပေါ့15မိနစ်လောက်ကို10မိနစ်15မိနစ်လောက်ကိုပြန်ပြီးတော့အမှားပြန်လေ့လာအောင်အဲ့ဒါဆိုရင်ပို့ပြီးတော့တက်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ make mistakes အမှားလုပ်အောင်မကြောက်နဲ့ပြီးလို့ရှိရင်အဲ့ဒီကနေမှကိုကဘာမှားလဲဆိုတာအတိအကျလေ့လာပြီးတော့မြန်ခေါင်းထဲကိုတန်းဝင်တော့ပေါ့နော်ဒီတိုင်းဆရာပြောပြလို့ဆရာမပြောပြလို့ okay လိုက်ရေးလိုက်တယ်မှန်တော့တယ်အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့ဒီစာကြောင်းအတွက်တော့ရတယ်ဒါပေမဲ့နောက်ထပ်ကိုယ့်ဘာကိုမဖန်တီးနိုင်ဘူးဆက်ပြီးတော့မတွေးခေါ်နိုင်ဘူးပြီးရင်မှားမှလည်းကြောက်တယ်အဲ့ဒီတော့မြန်မတက်ဘူးနေပဲပေါ့နော်နောက်တစ်ခုက immerse yourself ဒါကတော့ခုနလိုမျိုးပေါ့ဥပမာကိုယ့်ရဲ့ဘေးနားမှာရှိတဲ့ပစ္စည်းအသေးအမွှားလေးတွေပါလေးတွေအစားဂျာမန်လိုတွေးလိုက်တယ်ဥပမာတွေ့လို့ဆိုရင်ဒါ tish အဲ့လိုမျိုးပေါ့နော်ဘောပင်ပါညာတော့ care and blystiff ပါညာအဲ့လိုမျိုးအမြဲတမ်းလေးပုံမှန်လေးတွေးနေတာအဲ့ဒါ immerse လုပ်နေတာပေါ့နော်နောက်တစ်ခုကကျတော့ find a language partner ကိုယ်နဲ့တကယ်စကားပြောမဲ့လူရှာပေါ့နော်ပုံမှန်ကိုယ့်အတွက်လည်း support ဖြစ်တယ်တယောက်တည်းလဲပြီးတော့စိတ်တက်လည်းမကြတော့ဘူးပြင်းလည်းမပြင်းတော့ဘူးပို့ပြီးတော့ပျော်စရာကောင်းတယ်ပေါ့တင်ရတာနောက်တစ်ခုက be patient စိတ်ရှည်ရမယ်နောက်တစ်ခုက track your progress ဘယ်ရောက်ပြီဆိုတော့အမြဲတမ်း track လုပ်အဲ့တော့ကိုယ်ဘယ်ရောက်ပြီဆိုတာအဲ့လိုမျိုး track လုပ်တဲ့အခါကျတော့ကိုယ့်ရဲ့အောင်မြင်မှုပြီးခဲ့တဲ့ငါဘယ်လောက်ပြီးသွားပြီဆိုပြီးတော့ motivate ဖြစ်တယ်ပေါ့နော်အဲ့တော့တင်ရတာပျော်တယ်နောက်တစ်ခုကကျတော့ make it fun အဲ့တော့စာအုပ်ကြီးပဲဖတ်ပြီးတော့ rules တွေပဲလိုက်လေးလာတာထပ်စားလို့ရှိရင်နောက်ထပ်တခြားသချင်းနားထောင်မယ်ရုပ်ရှင်ကြည့်မယ်short stories လေးတွေဖတ်မယ်အဲ့ဒါဆိုပို့ပြီးတော့ရှေ့ရောက်မယ်ပေါ့နော်အဲ့ဒါသူပြောတာဒီ prompt နေအဲ့လိုမျိုးဒီအပေါ်က prompt နေလိုက်ထည့်ပြီးတော့စမ်းကြည့်လို့လည်းရတယ်Okay အဲ့မှာကျွန်တော်စပြီးတော့လုပ်မယ်စလုပ်လို့ရှိရင်သူကဘယ် level ရောက်ပြီလဲလို့မေးတယ် complete beginner လားလုံးဝမသင်ဘူးတဲ့လူလားဒါမှမဟုတ်ရင် force beginner စဘူးလေဒါပေမဲ့basic နည်းနည်းလေးတော့မှတ်မိတယ်ပေါ့ elementary ကကြတော့ကိုယ့်ကိုမိတ်ဆက်တတ်တယ်
the two grammar လေးတွေနားလည်တယ်ပေါ့အဲ့တော့ do you know the German alphabet and basic pronunciation အခရာတွေနဲ့အတန်ထွက်တွေတည်လာတဲ့နောက်တစ်ခုက can you introduce yourself in German မိတ်ဆက်နိုင်ပြီလားပေါ့နော် try writing a few sentences if you can အဲ့တော့သူနမူနာတော့ပေးထားတယ် hello ich heiße ich heiße ကျွန်တော်ကဒီလိုခေါ်ပါတယ်ပေါ့အနောက်မှာကိုယ်နာမည် ich heiße Ton ပေါ့ that ပေါ့နောက်တစ်ခုက ich komme aus I come from aus Yangon Myanmar London something like that နောက်တစ်ခုကကြတော့ ich bin quite Jahre alt ငါဟာဘယ်လောက် years old ဖြစ်ပါတယ်အသက်ဘယ်လောက်ရှိပါပြီပေါ့ ich bin 40 Jahre alt ဒီလောက်ရှိပါပြီပေါ့နော်အဲ့တော့ဒီပထမက mini lesson လေးပေးတယ် lesson 1 essential phrases ဘာတွေအသုံးများတဲ့ဟာပေါ့နော် hello guten morgen good morning guten Tag good day guten Abend အဲ့ဒီ Abend မှာနောက်မှာ T နဲ့စုံတယ်အတန်ထွက်ရင်ပေါ့နော်အဲ့ခေတ်ကတော့ D နဲ့စုံတာ guten Abend land လို့အတန်ထွက်တယ် land လို့အတန် English လို့ဆိုရင်တော့ land လို့အတန်ထွက်မယ် D တန်နဲ့စုံတယ်ဂျာမန်ကျတော့ D နဲ့စုံရင် T တန်ထွက်တယ် land လို့ထွက်မယ် guten Abend နောက်တစ်ခုကကျတော့ choose by auf Wiedersehen goodbye formal ပေါ့နော် wie geht's how are you good danke good thanks အဲ့တော့ပထမဆုံးရေးမယ်ဆိုလို့ ich bin နဲ့လည်းရေးလို့ရတယ် ich heiße လို့လည်းရေးလို့ရတယ်သူကကျတော့ ich ကိုကျွန်တော်တို့ကျတော့ ich sh အတန်နဲ့စုံနေပေါ့နော်ဒီမှာဂျာမန်တွေကျတော့သူတို့ kh အတန်နဲ့စုံနေ ich အဲ့လိုအတန်ထွက်တယ် ich ကလည်းပြောလို့ရပါတယ်ဒါပေမဲ့ပုံမှန်ရင်းနဲ့ဆိုတော့ ich အဲ့လိုပဲထွက်ပါနော် ich အဲ့လို sh အတန်နဲ့တိတ်မထွက်နိုင်ဘူး ich komme aus country or city ကျွန်တော်ပြန်ဖြေလိုက်တယ်ဒီမှာ I'm at elementary level guten Abend ich bin that und komme aus Myanmar မြန်မာနေလာတယ်ပေါ့သူကဘာပြန်ပြောလဲဆိုတော့ excellent ausgezeichnet ausgezeichnet excellent sehr gut that your sentence is perfect correct structure proper capitalization စလုံးကြီးရေးတာလည်းမှန်တယ် structure လည်းမှန်တယ် on ကိုသုံးတာလည်းမှန်တယ်ပေါ့နော် you are definitely at elementary level ပေါ့ပြီးရင်သူ check လုပ်ပေးတယ် you wrote ich bin that on komme aus Myanmar this is great you are already using ich bin I am same verb နဲ့သုံးတယ် ich komme ပုံမှန် regular verb နဲ့သုံးတယ် proper word order စကားလုံးစီတာလည်းမှန်တယ်တဲ့အဲ့တော့သူဘာဆက်ပြောလဲဆိုတော့ဆက်ပြီးတော့ expand လုပ်ရအောင်တဲ့သူတို့ကဒီလိုမျိုးအဲ့ဒီလေ့လာတဲ့အခါမှာဒီသိထားတဲ့ဟာရဲ့3ခု4ခုလောက်လုပ်ပြီးသွားလို့ရှိရင်ရှေ့ဆက်ပြီးတော့တခြားဟာဆက်တင်တာမျိုးမဟုတ်ဘူးသူကdive deep လုပ်တယ်ပေါ့နော်နည်းနည်းဆက်ပြီးတော့ဒီသိထားတဲ့ဟာကိုပုံနားလဲအောင်လို့ဆက်ပြီးတော့တခြားဆက်လုံးနေနဲ့
အစားထိုးပြီးတော့လေးလာပို့ပြီးတော့သဘောကျကြတယ်သူတို့အဲ့တော့ဒီမှာဆိုရင် ich wohne in I live in certain city ပေါ့ကြိုက်တဲ့မြို့နာမည်ဘာညာနေလို့ ich wohne in Berlin ich wohne in Yangon နောက်တစ်ခုကျတော့ ich lerne Deutsch ဒီ Deutsch ကိုကျွန်တော်အတန်ထွက်က keyboard ကို voice typing နဲ့ကျွန်တော်ရိုက်ကြည့်တာအဲ့ Deutsch ကို keyboard ကနားမလဲအဲ့တော့ Google Translate နဲ့ကျွန်တော်အတန်ထွက်ကြည့်မယ်ဖုန်းကနေပြီးတော့ German, Deutsch, 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 Deutsch okay မဆိုပါဘူးအဲ့ဆိုတူရတဲ့နဲ့ keyboard ကနားမလဲတာဖြစ်မယ် okay အဲ့ဆိုရင်နောက်တစ်ခုကကျွန်တော် ich bin Quelle Jahre alt I am blank 40 blank years old 40 or 23 or something ich spreche ဒီကကျတော့သူတို့အာသံကိုnative တွေကတော့အာသံကိုဖျောက်ပြီးတော့ထွက်တယ် အဲ့လိုမျိုးအာကောင်တန်နဲ့ပဲထွက်တယ်ဒါတော့နောက်ပိုင်းမှာပဲနားထောင်ရင်းနဲ့လိုက်ကျင်ရင်းနဲ့မှပြောတတ်မှာပေါ့နော် ich spreche okay ich spreche I speak certain language I'm going to do exercise look kind of where you live now like PG what languages you speak your age what do you do student la da mo yin alok la simple why you want to learn German to example le pi da den ich wohne in Berlin ich spreche English und ein bisschen Deutsch ငါအင်္ဂလိပ်လိုပြောတတ်တယ်ပြီးတော့ဂျာမန်လိုနည်းနည်းပြောတတ်တယ် ich bin 30 Jahre alt I'm 30 years old ich bin Lehrer I am a teacher ich lerne Deutsch für meine Arbeit my job အတွက်ပေါ့နော် I am learning German for my jobအဲ့တော့ကျွန်တော်ဖြေလိုက်တယ် ich wohne in Berlin ich spreche Burmesisch English und ein bisschen Deutsch ich bin 41 Jahre alt 41 gar 1 und 40 Jahre alt ich bin Studierin ဒါကမှားတယ်ဒါကျွန်တော်တက်ထည့်ရေးလိုက်တာပေါ့နော်ဒါပေမဲ့အဲ့ student ဆိုတာကိုကျွန်တော်အမြဲတမ်းရောနေတာအဲ့ဒါကြောင့်တမင်မှားထည့်ပြီးရေးလိုက်တာနောက်တစ်ခုကကျတော့ ich lerne Deutsch für meine Communication in Arbeit ဒါကတော့ကျွန်တော်သိချာမသိဘူးငါအလုပ်မှာ communication ကောင်းအောင်လို့သင်တာပါဆိုပြီးတော့သိချာမသိပဲနဲ့သူရှင်းပြအောင်လို့ထည့်ပေးလိုက်တယ်ဒါလည်းမှားတယ်ဒီစာကြောင်းလဲအဲ့တော့သူပြန်ရှင်းပြတယ် You're doing great let me give you the feedback and corrections to myပြင်ပေးပါနော်ပထမ3ခုအမှန်တယ် Ich wohne in Berlin Ich spreche Burmesisch English und ein bisschen Deutsch great use of commas andစကားလုံးချိတ်ဆက်ပြီးသုံးတာကောင်းတယ် Ich bin 41 Jahre alt that's perfect
and နောက်တစ်ခုကနံပါတ်4ကကျတော့ ich bin Studierin အဲ့ဒါမှားတယ်တဲ့အမှန်ကဘာဖြစ်ရမလဲဆိုရင်တဲ့ ich bin Student ဟာက student male student ဒါမှမဟုတ်ရင် female student ဆိုလို့ရှိရင် studentin ဒီ st ကသူကရှာတယ်နဲ့တုံးတယ် student ဟုတ်နော်ဒီအတန်ထွက်တွေကတကယ်လို့နည်းနည်းရောတယ်ပါညာဆိုရင်လည်းအဲ့ဒီအတန်ထွက်တွေကြီးပဲနောက်ထပ်ဗီဒီယိုတော့ကျွန်တော်ထပ်လုပ်ပေးမယ်ပေါ့နော်တခြားနောက်ထပ်နိုင်ဝက်တနာကြီးအချိန်ယူပြီးတော့နောက်တစ်ရက်မှတင်ပြီးလုပ်ကြည့်လိုက်မယ်နောက်နံပါတ်5ကလည်းမှာနံပါတ်4ကခုနကဘာဆက်ပြောတာလဲဆိုတော့ or ich studieren ဆိုရင်ဒီကောင်က verb ဖြစ်သွားမယ်အဲ့လိုသုံးလို့လည်းရတယ် I study I am studying အဲ့လိုသုံးလို့ရမယ်ကျွန်တော်ကကြတော့ studieren ဆိုတော့ studieren ကဘာလဲ verb ဖြစ်မယ်ထင်တယ်ကျွန်တော်ထင်တာတော့အဲ့တော့မှားနေတယ်ပေါ့နော်အဲ့ဒီတော့နံပါတ်5ကျတော့ each learner drives fewer minor communication in Arbeit အဲ့လိုကျွန်တော်မသိဘဲနဲ့ရန်ရေးလိုက်တယ်ပေါ့နော်အဲ့တော့အမှန်ကဘာဖြစ်ရမလဲဆိုရင် each learner drives fewer ဆိုတာ for minor ဆိုတာ my ပေါ့ communication German စကားလုံးကကျတော့ communication အတွက် German စကားလုံးကဒီလို communication by the Arbeit ဆိုတာ at my work ပေါ့နော်အဲ့လိုပြောတယ် at work by the Arbeit meine Kommunikation by the Arbeit Arbeit ကသူရဲ့ article ကဒီလို့တော့ထင်တယ်ဒါပေမဲ့အဲ့ဒါ dative to accusative to အဲ့လိုဖြစ်လိမ့်မယ်ထင်တယ်ဒါနောက်မှပဲတေချာမေးကြည့်လိုက်တော့စေတော့ဒါပဲမှတ်ထားနိုင်မယ်ပေါ့နော် by the Arbeit အဲ့တော့အဲ့ဒီမျိုးစကားလုံးအသစ်တွေတွဲရမယ်စကားလုံးတွေဆိုရင်ခုန post-it notes ကလေးမှာရေးလိုက်မယ်ကိုမှားတဲ့စကားလုံးပေါ့နော် communication ပြီးလို့ရှိရင် by the Arbeit by the Arbeit ဆိုတာ at work စကားလုံးတွဲသုံးနေတာပေါ့နော်အဲ့တော့တတွဲလုံးမှတ်ထားလိုက်မယ်ပြီးရင်အားရရှင်အဲ့ဒီ notes လေးတွေပြန်ကြည့်လို့ရတယ်အဲ့တော့သူအောက်မှာ session လာတယ် communication ဒါဂျာမန်လို့ပြီးလို့ရှိရင် by the Arbeit or für die Arbeit for work by the Arbeit at work or für die Arbeit for work အဲ့ဆိုရင်ဘယ်လိုသုံးလို့ရမလဲဆိုရင် each learner twice fewer die Arbeit I learn German for work အဲ့လိုဆိုလဲမှန်တယ်နောက်တစ်ခုကကြတော့ each learner twice fewer meine Arbeit for my work အဲ့လိုလဲမှန်တယ်ပြီးလို့ရှိရင် each learner twice fewer meine Kommunikation for my communication at work so by the Arbeit each learner twice fewer meine Kommunikation by the Arbeit for my communication at work အဲ့လိုဆိုတော့တမ်းပြီးမှတ်မိပါတယ်ပြီးကိုယ့်ဘက်ကိုလည်းဆက်ပြီးတော့စဉ်းစားပြီးလေ့လာလို့ရတယ်ပေါ့နော်by the Arbeit ဆိုတာ at work လို့ခေါ်တယ်ပြီးလို့ရှိရင်
သူ mini grammar lesson လေးပေးတယ် Ich bin profession တမွေးဝမ်းကြောင်း article မလို့တဲ့ Ich bin Student Ich bin Studentin Ich bin Lehrer Ich bin Lehrerin female teacher ပါနောက်တစ်ခါ Ich bin Arzt Ich bin Ärztin female doctor or male doctor Ich bin Ingenieur Ich bin Ingenieurin female engineer နောက်ကဟာ female engineer အဲ့တော့သူမေးတယ် What do you study Ich studiere ဒါက Ich studiere I study နောက်ကဘာဆက်ပြောလဲ medicine engineering or business anything အဲ့ဒီတော့ new vocabulary to be work and study die Arbeitဆိုတာက work article die ပေါ့နော် die Arbeit ပြီးရင် by the Arbeit at work die communication der college der Kollege လာမသိ Kollege ဟုတ်လား der Kollege တန်တော့မသိလို့ရှိရင်အဲ့ဒီ Google Translate ရိုက်ထည့်လိုက်လို့ရမယ် college ဒါကဟိုလိုမျိုးကျောင်း college ကိုပြောမှာမဟုတ်ဘူး colleague ကဟိုလုပ်ဖို့ကံဘက်ကိုပြော der Kollege der Kollege die Kollegin 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 Google Translate ထဲမှာဒီကနေကျွန်တော်ရိုက်ရှာပြပေးမယ် German Google Translate ကနောက်ပိုင်းတော်တော်ကောင်းလာတယ်အဲ့လိုမျိုးသက်ဆိုင်တဲ့စကားလုံးလေးတွေသူပြပေးတယ်အရင်ကတော့အဲ့လောက်ကြီးမဟုတ်ဘူး masculine နဲ့ feminine ကိုနောက်ထောင်ကြည့် Kollegin 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 Kollege 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 the pura colleague associate workmate or co-worker လုပ်ဖို့တိုင်းပါပေါ့နော်အော်မသူရှင်းပြထားသေးတယ်အရင်တော့ဒီလို definition တွေမပါဘူး synonym တွေလည်းသူပြောထားတယ် okay ဆိုရင် cloud ပြန်တော့ရအောင်နောက်တစ်ခုက das Studium studies subject ပေါ့နော်ကိုသင်တဲ့ subject ပြီးလို့ရှိရင် die Universität die Universität now to exercise တခုကကြတော့ now let's write 3 more sentences နောက်ထပ်3ကြောင်းထပ်ရေး what do you study or what you study ကိုသင်တဲ့ major တောင် more subject အဲ့လိုတခုပေါ့နော် one thing you like about Berlin ကျွန်တော်အပေါ်မှာ Berlin မှာနေတယ်လို့ပြောတာတော့သူက Berlin အကြောင်းပါကြိုက်တယ်ပေါ့ပြီးလို့ရှိရင်မင်း hobby ကပါရှိလဲပေါ့ပြီးရင်သူ tips လေးပေးထားတယ် vocabulary each Mac I like ဆိုတာကိုလည်းပြောလဲဆိုရင် each Mac
gun ကကြတော့ gun ကနေရာတိုင်းမှာအများကြီးသုံးတယ်သူက very much ပုံစံမျိုးလဲသုံးတယ်ပြီးရင် gladly ပေါ့နော်ကြိုက်တယ်ပေါ့အဲ့လိုသုံးတယ် listen က read စာဖတ်တာ cooking က cook ဟင်းချက်တာ music hören listen to the music okay los kids are let's go အဲ့တော့ကျွန်တော်ရေးလိုက်တယ် ich studiere technology und management by the Universität ဒီစလုံးကလည်းကျွန်တော်မှားမယ်ဆိုတော့သိတယ်တမင်ရိုက်ထည့်လိုက်တယ်ဒါပေမဲ့ဒီ add ဆိုတာကိုကျွန်တော်ကအပေါ်မှာဒီ by the Arbeit ဆိုပြီးတော့အဲ့ဒီကနေကျွန်တော် derive လုပ်ပြီးတော့ဆက်ပြီးတော့သုံးလိုက်တယ်ပေါ့နော် Ich mag Muffins in Berlin is sehr schönအရန်လာတယ် beautiful ဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် my hobby is walking ဆိုတဲ့စကားလုံးကျွန်တော်မေ့ပါတယ်အဲ့တော့ walking လို့ရိုက်ထည့်လိုက်တယ် und tennis spiele ရတယ်မှားတယ်ပြီးလို့ရှိရင် ich music hören kann ဒါလည်းကျွန်တော်ရှောက်ရေးလိုက်တာတေချာမသိသေးဘူးလေမသိရသေးဘူးဆိုတော့မသိရသေးတာမေ့တာရေပေါ့နော်အဲ့တော့သူကပြောလဲဆိုတော့ပထမဆုံးစာကြောင်း Ich studiere Technology und Management by the Universität မှားတယ်တဲ့အမှန်ဘာဖြစ်ရမလဲဆိုရင် Ich studiere I study technology ဒါက German စကားလုံးပေါ့နော် und Management and the Universität အဲ့တော့ဒီဟာကစကားလုံး at the university ဒါပေမဲ့ and the Universität အဲ့လိုတောင်းတယ်ပေါ့နော် and the အဲ့တော့ချရေးလိုက်မယ်and the Universität Ich studiere Technologyက TECHNOLOGIE German စကားလုံး Communication က COMMUNIKA Communication Communication Technology und Management and the Universität at the University ဒီမှာသူစကားလုံးကတွဲသုံးလာတယ်တဲ့ and the Universität at the University use and not by for institution တွေအတွက်ကိုလည်း by မသုံးပါနဲ့တဲ့ and လို့ပဲသုံးပါတယ်အဲ့တော့ and the Universität ဒီကကြတော့ဒီကနေပြီးတော့တဲ့ del ဖြစ်သွားတာဘာဖြစ်လို့လဲဆိုတော့တဲ့ dative case မဟုတ်လို့တဲ့ after n အဲ့ဒါဆိုရင် n ရဲ့အနောက်မှာ dative လိုက်တဲ့ပုံစံမျိုးအဲ့တော့ University က article က d ဆိုပေမဲ့ dative ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ University ကနေ del ဖြစ်သွားတယ် del ကိုဘာကြောင့်သုံးရလဲဆိုတော့ n ရဲ့အနောက်မှာရှိလို့ n ကဘာဖြစ်လို့သုံးတာလဲဆိုတော့ institution မို့လို့ n သုံးတယ်အဲ့တော့ n University ဒါပေမဲ့ article က dative ဖြစ်သွားတဲ့အခါကျတော့ del and the University နောက်တစ်ခုက Ich mag Muffins in Berlin ကိတ်မုံလုံးလေးတွေကြိုက်တယ်ပေါ့နော် This is adorable and grammatically correct Berlin ist sehr schön
Sean ဒါလည်းမှန်တယ်တဲ့နောက်တစ်ခုက my hobby is working on tennis spiele this is not correct ဘာကြောင့်လဲဆိုရင်တဲ့ my hobby is ဒီလိုပြောရင်ပြောတဲ့ my hobby is ငါရဲ့ဝါသနာကဘာလဲဆိုရင် spazieren gehen und tennis spielen spazieren ဆိုတာကလမ်းလျှောက်တာဒီမှာ spazieren gehen ဖြစ်သွားတာက gehen ဆိုတဲ့ verb ကိုသူကတခါတည်း spazieren မှာပေါင်းထည့်ပလိုက်တာအဲလိုကြောင့်ပြီးရင် verb ကိုဒီ ist sine verb သုံးလိုက်တယ်လမ်းလျှောက်ခြင်းပေါ့နော်အဲလိုဖြစ်သွားမယ်လမ်းလျှောက်ခြင်းကိုလမ်းလျှောက်ခြင်းကငါရဲ့ဝါသနာ my hobby is spazieren gehen ဒီ gehen ဆိုရင်လည်းသူတို့ဒီအဲ့ဒီ gehen တို့ spielen တို့နောက်ဆုံးက n တွေကိုသူတို့အတန်တိတ်မထွက်ဘူးဖြောက်တာများတယ်ဒါပေမဲ့ဒါကနောက်မှပေါ့နော်အဲကြောင့်တချို့သူတို့ပြောလိုက်လို့ရှိရင် spazieren gehen အဲ့လိုအတူချုပ်ပြီးတော့ပေါင်းလိုက်တာ hand ဆိုတဲ့ဟာကိုဖြောက်ပြီးတော့ gehen my hobby is spazieren gehen und tennis spielenဆိုတာကလည်းဒါကကစားတာ sine verb သုံးရတဲ့ကြောင့်မလို့ဒီ second infinitive verb ပေါ့နော် second infinitive verb တွေကနောက်ဆုံးမှရောက်တော့တယ်အဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်နောက်ထပ်ပြောလို့ရတာကတဲ့ meine Hobbys sind ငါရဲ့ hobby တွေက spazieren gehen und tennis အဲ့လိုလည်းပြောလို့ရတယ်အပေါ်မှာကြတော့ငါလမ်းလျှောက်ခြင်းနဲ့ tennis ကစားခြင်းကငါရဲ့ဝါသနာနောက်တစ်ခုကျတော့ minor hobbies ဒါက minor ကအများကြီးဖြစ်သွားတာ hobbies က s ထည့်လိုက်တာမလို့ငါရဲ့ဝါသနာတွေကအဲဒီတော့ verb ကအများ verb ဖြစ်သွားမယ် sind ဖြစ်သွားမယ် meine Hobbys sind spazieren gehen und tennisနောက်တစ်ခုက explanation ကပါလဲဆိုတော့ spazieren gehen or wandern walking သို့မဟုတ် hiking ကိုသုံးနေတဲ့ tennis spielen ဆိုတာက to play tennis ကျွန်တော်သုံးထားတဲ့ tennis spielen ဆိုတာကဒီမှာ tennis spielen ဆိုတာကတဲ့ tennis games တွေကိုပြောတာတဲ့ activity မဟုတ်ဘူးတဲ့ event ကိုပြောတာတဲ့အဲဒီတော့ဒါကိုကိုယ့်ဘာကိုဆက်ပြီးသုံးကြည့်ရမယ်ဆိုရင် I am at the tennis game ဆိုလို့ရှိရင် ich bin tennis game ဒီပဲဖြစ်မယ်အများကြီးဆိုတော့ by the tennis spiele ဒါကနောက်မှကျွန်တော်ဆက်ကြည့်လိုက်အောင် Google Translate နဲ့လုပ်ကြည့်လိုက် I am at the tennis games Ich bin bei den tennis spielen အများကြီးမို့လို့ tennis spiele ကနေပြီးတော့ spielen ဖြစ်သွားတယ်နောက်ပြီးတော့အဲဆိုရင်ဒီကောင်က article က der ဖြစ်မယ်တဲ့ဘာလဲဆိုတော့ Dane ဖြစ်သွားတာဆိုတော့ by Dane
Ich bin bei den Tennisspielen. I am at the tennis games. By den, D-E-N. တတွဲတဲ့ကျွန်တော်မှတ်လိုက်မယ်အဲ့တော့ by den D-E-N den ပေါ့နော် by den tennis spielen by den tennis spielen I am at the tennis games Okay နောက်တစ်ခုကျတော့ Ich Musik hören gern ဒါကျွန်တော်အရှောက်ရေးလိုက်တာပေါ့နော်အဲ့တော့အမှန်ကားတဲ့ Ich နောက် second place မှာက verb လိုက်မယ်ပေါ့နော် Ich höre ဖြစ်ရမယ် Ich höre gern music ဘာကြောင့်လဲဆိုတာသူရှင်းပြထားတယ်အောက်မှာ verb must be conjugated and in second position must be in second position ဒုတိယနေရာမှာရှိရမယ်တဲ့ conjugate လေးလုပ်အောင်မယ်အဲ့တော့ huron ကိုသုံးလို့မရဘူး hure ဖြစ်သွားမယ်နောက်ပြီးတော့ word order ကဘယ်လိုဖြစ်မလဲဆိုရင် subject ရယ် verb ရယ်ပြီးရင် adverb လာမယ်နောက်ဆုံးမှာ object လိုက်မယ်အဲ့တော့ adverb တွေက object ရဲ့အရှိမှရှိရမယ်အဲ့တော့ Ich höre gern music နားထောင်ရတာကိုအရင်ကြိုက်တယ်ဒါမှမဟုတ်နားထောင်ရတာကိုကြိုက်တယ်အဲ့တော့နောက်တစ်ခုကသူ grammar rules ကိုသူရှင်းပြတယ် subject ရှိမယ် verb ရှိမယ်တခြားဟာတွေကျန်တဲ့ဟာတွေရှိမယ်ဒီမှာဆိုရင် Ich höre gern music I listen to music Ich spiele tennis I play tennis Ich gehe spazieren I go walking English လို့ဆိုရင် I go walking ဖြစ်မယ် Ich gehe spazieren I'm a gern to like doing something တခုလုပ်ရတာကိုကြိုက်တာ Ich lese gern I like to read Ich koche gern I like to cook Ich höre gern music I like to listen to the music အဲ့တော့နောက်တစ်ခုက hobby နဲ့ activity တွေသူရှင်းပြတယ် vocabulary အသစ်တွေတဲ့ spazieren gehen to go for a walk လမ်းလျှောက်ထွက်တယ် wandern to hike tennis spielen to play tennis music hören to listen to music lesen to read kochen to cook schwimmen to swim Radfahren အဲ့မှာအာဒန်ကိုထွက်လေရတယ်ပေါ့နော်ဒါပေမဲ့သူတို့တွေကတော့မထွက်ကြတာများတယ်အာဒန်ဆိုရင်ဖြောက်တာများအဲ့ဒီ rad ဆိုရင်တော့မှ rad အဲ့လိုပဲထွက်တယ်ကျွန်တော်တော့တိတ်မထွက်တတ်သေး Radfahren အာဒန်လုံးဝဖြောက်လိုက်လို့ရတယ် fahren သူတို့နားလေလိမ့်မယ် Radfahren to cycle 7 seat ပြီးတော့သူထပ်ပြီးထောက်ပြထားတယ် grammar point and နဲ့ by နဲ့ကွာခြားချက်ပေါ့နော် and the university at the university or institution by the Arbeit at work activity or location ကို location ဆိုရင် by သုံးနေတဲ့ institution ဆိုရင် and သုံးတယ်ခုနက and ဆိုရင်dative ဖြစ်သွားတဲ့အတွက်ကြောင့်မလို့
die Universität ကနေ der Universität ဖြစ်သွားတယ်အဲ့တော့ an der Universität bei der Arbeit ပြီးရင်ဆရာဝန်စီမှာဆိုလို့ရှိရင် beim Arzt beim ကလည်း dative bei dem Arzt ဆရာဝန်ရဲ့article က der ဆိုတော့ dem dem ဖြစ်သွားမယ် dem ပုံမှာနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ bei dem Arzt ကိုပေါင်းလိုက်တော့ beim Arzt ဖြစ်သွားတယ်နောက်တစ်ခုကကျတော့ an der Bushaltestelle 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 an der Bushaltestelle at the bus stop Second this solution beim Janet no might have you so beim Arzt at the doctors and der Bus halte stop halt gas stop HALT oh HALTE Bushaltestelle STELLE Bushaltestelle Okayအဲ့ဆိုရင်ခုနက3ခုမှန်အောင်ပြန်ရေးပါတယ်ပြန်ရေးပြီးလို့ရှိရင်နောက်ထပ်2ခုထပ်ရေးတဲ့ဘယ် music ကိုကြိုက်လဲဘယ် music ကိုကြိုက်လဲ rock လား pop လား classic လား How often do you play tennis ဘယ်နှကြိမ်ကစားလဲပေါ့နော် jeden Tag daily လား every day လား zweimal pro Woche တစ်ပတ်ကို2ကြိမ် twice a week လား vocabulary တူပြီးတော့ jeden Tag it's every day often မကြာခဏဆိုလို့ရှိရင် oft ကိုသုံးတယ်နောက်တစ်ခုက sometimes တစ်ခါတလေဆိုလို့ရှိရင် manchmal once or twice per week solution once a week solution einmal pro Woche တစ်ပတ်2ကြိမ် solution zweimal pro Woche schreib die Sätze write the sentences schreib die Sätzeအဲ့တော့ rock music solution စလုံးပေါင်းပြီးရ rock music pop music jazz music classical music solution classical music electronic music frequency change to solution jeden Tag every day often manchmal sometimes selten rarely they load the machine selten einmal pro Woche once a week zweimal pro Woche twice per week am Wochenende am Wochenende on the weekend
weekend မှာပဲလုပ်တယ် certain rarely I rarely drink ich trinke certain that is not cougar who can end who can end on the weekendခုနစာကြောင်းနှစ်ကြောင်းရေးခိုင်းတာကြံခဲ့လို့အဲ့တော့အခုရေးလိုက်တဲ့အခါကျတော့ ich höre gern rock on pop music ich spiele tennis manchmal I play tennis sometimes ich gehe spazieren jeden Tag ပြောချင်တာကတော့tennis ကိုတစ်ခါတလေကစားတယ်ပြီးလို့ရှိရင်နေ့တိုင်းတော့လမ်းလျှောက်တယ်လို့ရေးချင်တာအဲ့တော့ not ကိုဒီပါရှင်းပြထားတယ်ဆိုတော့ ich höre gern rock on pop music မှားတယ်တဲ့အမှန်ကဘာဖြစ်ရမလဲဆိုရင် ich höre နားထောင်တယ် gern rock on pop music စလုံးတွဲပြီးရေးရမယ်တဲ့ခွဲပြီးမရေးရဘူးတဲ့ rock music နဲ့ pop နဲ့ music နဲ့ rock နဲ့ music နဲ့အမှန်ကတော့ on မှာD မိချင်ခဲ့တယ် you forgot the D ကိုမိချင်ခဲ့တယ်နောက်တစ်ခုကျတော့ rock music နဲ့ pop music ကတဲ့စလုံးတစ်လုံးနဲ့ rock နဲ့ music နဲ့ခွဲပြီးမရေးရဘူးတွဲပြီးရေးရမယ်နောက်တစ်ခုကျတော့ ich spiele tennis manchmal အပေါ်မှာသူရှင်းပြထားတာကိုကျွန်တော်မေ့သွားတာ adverb ဒီဟိုတွေကverb ပြီးရင်လာမယ် subject ရယ် verb ရယ်ပြီးရင် adverb ရယ်နောက်ဆုံးမှာ object ရှိမယ်အဲ့တော့ tennis ကိုနောက်ဆုံးမှာရေးရမှာကျွန်တော်မေ့ပြီးတော့ manchmal ကိုနောက်ဆုံးမှာရေးလိုက်တယ် manchmal usually comes right after the verb for the better flow စကားပြောလို့ပိုကောင်းတယ်ပေါ့နော်မှားတော့မဟုတ်ဒါပေမဲ့စကားပြောတဲ့အခါမှာသူတို့ကဒီလိုမျိုးပြောတာကိုကြိုက်တယ်ပေါ့ verb ရယ် manchmal ရယ် object ရယ်အဲ့တော့ ich spiele manchmal tennis ich spiele manchmal tennis I play tennis sometimes ich gehe jeden Tag spazieren ဒီမှာလေ second verb ကတဲ့နောက်ဆုံးမှာရှိရမှာတဲ့ time ကကြတော့အဲ့ဒီ second verb ရဲ့အရှိမှာရှိရမယ်အဲ့တော့ subject ရယ် verb ရယ်ပြီးလို့ရှိရင် object ပြီးရင်object မဟုတ် okay ဒါ object ပြီးရင် subject ရယ် verb ရယ် adverb ရယ် object ရယ်နောက်တစ်ခုကကျတော့ subject ရယ် verb ရယ်adverb ရယ်ပြီးရင် time လာမယ် time ပြီးတော့မှနောက်ဆုံးမှာ second verb လာမယ်object လာမယ်နောက်ဆုံးမှာတော့ second verb ရှိရမယ်အဲဆိုရင်အမှန်ကဘယ်လိုဖြစ်မလဲဆိုရင် ich gehe jeden Tag spazieren I walk every day I go to walk every day နေ့တိုင်းလမ်းလျှောက်တယ်ပေါ့နော် WALK walk နောက်တစ်ခုက ich gehe jeden Tag spazieren ich spiele
Zweimal pro Woche Tennis. Ich höre oft Musik. I listen to music sometimes. Not quite a grammar lower on it. Article around des are masculine, die feminine, das neuter. The man solution, der Mann, die Frau, the woman, die Frau, the child, das Kind. But it's not always logical. I really love you. Der Tisch, the table, masculine. The lamp card, die Lampe, feminine. The book kajara neuter. Das book. အဲ့တော့ article တွေကိုတဲ့အများနဲ့နောင်းနဲ့တွဲပြီးတော့ကြက်ရလိမ့်မယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့တသက်ထဲပုံမှန်မရှိလို့။ဒါပေမဲ့ 70% လောက်ကတော့ feminine လို့ထင်ပါတယ်။ E နဲ့ဆိုရင်များသောအားဖြင့်တော့ feminine များတယ်။ဒါပေမဲ့တချို့မတူတဲ့စလုံးတွေရှိတယ်။ဒါပေမဲ့ 80% 70% လောက်ကတော့မှန်တယ်ပေါ့နော်။နောက်တစ်ခုကရက်တွေလာတွေက masculine သုံးတယ် der သုံးတယ်အဲ့တော့ der Tag der Monat the month January February အဲ့ဒါတွေကလည်း der တွေပဲဖြစ်လိမ့်မယ်ဟုတ်လားရှာကြည့်လိုက်ဟုတ်တယ် January February လတွေက der တွေ der February der February der Kaffee der Computer der Computer the week ရက်သတ္တပတ်တွေကကြတော့ feminine ဖြစ်တယ်တဲ့ die Woche city မြို့ရတဲ့ feminine ဖြစ်တယ် die Stadt land ကကြတော့ land က masculine der Land ခုန land နိုင်ငံကြတော့ masculine မြို့ကကြတော့မြို့က feminine die Stadt နောက်တစ်ခုက music တွေရတယ် feminine တွေ die music rock တွေ pop တွေအဲ့ဒါတွေက die တွေပဲတဲ့ပြီးရင် university ရတယ် feminine die University neuter ဘာတွေရှိမလဲဆိုတော့ year နှစ်တွေက neuter ဖြစ်မယ် house အိမ်ကလည်း neuter hobby ကလည်း neuter စာအုပ်ကလည်း neuter das Jahr das Haus das Hobby das Book fill in the article အဲ့တော့ article ဖြည့်ပါတယ် Arbeit Student Studentin Tennis Berlin Arbeit က die Arbeit student က male ဆိုတော့ der student studentin က female ဆိုတော့ die studentin tennis hobby က neuter ဖြစ်မယ် neuter ဆိုတော့ das tennis သူအောက်မှာရေးတာ cities have no article usually article မရှိဘူးတဲ့မြို့တွေကတဲ့ပုံမှန်အဖြစ်ပေါ့နော် job တွေ professions တွေက jobs တွေ profession တွေကများသောအားဖြင့် male ဖြစ်မယ် male ဖြစ်နိုင်တယ် female ဖြစ်နိုင်တယ်
ဒါမှမဟုတ်ရင် job က male ဖြစ်ပြီးတော့ profession က female okay နောက်မှရှာကြည့်မယ်နောက်တစ်ခုကကျတော့ sports ကကျတော့ day လည်းရှိနိုင်တယ် does လည်းရှိနိုင်တယ် try your best algorithm မကြောက်နဲ့တဲ့အဲ့တော့ die Arbeit der Student die Studentin das Tennis Berlin okay 3ခု4ခုမှန်တယ် Berlin က cities have no article မရှိဘူးတဲ့မှန်တယ် tennis ကကြတော့ tennis no article but technically does tennis exist as a noun sports usually don't use articles in German or sports they got article မသုံးသူ့ရဲ့ဟိုက ich spiele Tennis ဆိုလို့ရှိရင် no article ich spiele Fußball ich spiele Basketball okay die sports တွေကိုကစားတဲ့အချိန်မှာကစားတာကိုပြောချင်တယ်ဆိုလို့ရှိရင် article မသုံးရဘူးတဲ့ ich spiele Tennis I play tennis ဒါပေမဲ့ talking about the sport as a thing or concept ဆိုလို့ရှိရင်တော့ article သုံးရမယ်တဲ့ okay der Fußball ist popular das Tennis ist my Lieblingssport tennis is my favorite sport tennis အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ article သုံးရမယ် sports အကြောင်းပေါ့နော်အဲ့ဒါမှ tennis က does tennis က masculine football ကno tennis က neutral does tennis football က masculine der Fußball basketball က masculine der basketball okay let's practice plural forms အများကြီးပြောင်းမယ်တဲ့ singular ကနေ plural ပြောင်းမယ် der Tag ကနေ die Tage days die Woche ကနေ die Wochen das Jahr year ကနေပြီးတော့ die Jahre years ဖြစ်သွားမယ် das Hobby die hobbies okay der Morgen morning der Nachmittag der Nachmittag Mittag က midday မှာ nacht ကကြတော့ next after ပေါ့ after midday ဆိုတော့ afternoon ပေါ့ der Nachmittag der Abend က evening die Nacht der Abend die Nacht night က feminine der Morgen der Nachmittag der Abend die Nacht das Wochenende das Wochenende der Montag ရက်တွေက masculine der Dienstag der Mittwoch Monday Tuesday Wednesday der Donnerstag
Freitag. Okay, be exercised. Describe your morning. Describe your favorite day. Say what you do on the weekend. Talk about your studies. Describe Berlin. Adjectively regarded. Good, schön, interessant, 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 interesting, interessant, 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 interessant. Langweilig, like langweilig, langweilig. Boring, langweilig, langweilig. Schwer, difficult. Toll war great. Schwer, difficult. Okay. Example beschreibe der Morgen ist schön. The Monday is beautiful. Am Wochenende spiele ich Tennis. I play tennis on the weekend. Okay, so describe your morning. Describe your morning. Der Morgen. Der Morgen ist schön, beautiful. I use sehr gut. SEHR. Sehr gut. Sehr gut. Describe your favorite day. Mein Lieblingstag ist Friday. Freitag. Bilushi weekend balole sudo am Wochenende be verbleiame tudiane so an Wochenende balole sudo sehe ich TVG Fernsehen. Okay. Sehe ich Fun. Lametinave. Why not the Kimberley? Not Kuga. Talk about your studies. Die Universität. Ist toll.
but ကပါလည်းမသိဘူး but မိပါဒါပေမဲ့ okay I will do this but does studio is not bad, interesting, not bad, sorry, niched slashed, yeah, niched slashed, interesting, sorry, interessant, fantastic, langweilisch, langweilisch, langweilisch. Okay, let's see what it comes up. Lieblingsstag ကို ထားခဲ့ဖြစ်သွားတာပဲ auto correct ဖြစ်သွားတာလားမသိဘူးဟုတ်ပါ yeah my Lieblingstag is Friday Freitag am Wochenende see here Fernsehen ကိုသုံးနေတယ် or ich ကို ing နဲ့တော့ရေးလိုက်တာမှာပါ okayကျွန်တော်မှန်တယ် am Wochenende sehe ich von die Universität တူဒီမှာအဘာကိုမေးပါ 哇စလုံးကဘယ်လိုလုပ်မှာပါ Universität ကို okay die Universität ist toll University is great aber das Studium ist langweilig but the study is boring. Abaya Shima command. Okay. When you use aba to connect two sentences, use a comma before it. The verb comes right after the subject. The verb, okay. Berlin is schon, aber es ist teuer. Berlin is nice, but it's expensive. Es ist okay. Es ist teuer. Ich mag Tennis. I like tennis, but ich spiele nicht oft. I don't play often. Das Studium ist schwer, difficult. The studies are difficult. Aber interessant, but interesting. Okay. Homework for Monday. Homework don't be any bila. Okay. Homework for Monday. Download and key flashcard go download where at these words with articles. Der Morgen, der Tag, der Abend. Die Woche, die Arbeit, die Musik, das Jahr, das Hobby, das Studium.
be in practice writing 3 sentences about what you did today using past tense. We will learn this properly on Monday. Heute habe ich. Today I have. Watch one easy German YouTube, 5 to 10 minutes. Okay, summary of today. You learned self-introduction and corrections, word order with time and frequency, German articles, separable verbs. Okay, and using aber in sentences. Your German is improving quickly. Hast du noch Fragen? Do you have any question? Hast du noch Fragen? Or shall we end here for today? Choose on bis Montag until Monday. I'll see you Monday. Bis Montag. Okay. အဲ့တော့ပြောချင်တာဒီလိုမျိုးလေ့လာတာတော့တော်တော်လေးတော့မှတ်မိတယ်ဟို textbook ကြီးကြည့်ပြီးတော့လိုက်ကြက်တာတဲ့စာလို့ရှင်ပေါ့နော်an der Universitätတို့bei der Arbeit တို့ပါတော့ okayအဲဒီတော့တခြားအတူတူစာလိုက်လုပ်လို့ရတယ်မေးချင်တာရှိလို့ရှိရင်လည်းဒီဗီဒီယိုအောက်မှာ comment ပေးထားတယ်ပေါ့နော်ပြီးရင်ဒီ cloud တို့ပါတော့ဖွင့်တာကတော့ Google account တို့ပါလို့ရှိရင်ရတယ်ပေါ့နော် Gemini တို့ ChatGPT တို့လည်းရတယ်သူကလည်းသူတော့ကောင်းတယ်ဒါပေမဲ့ကိုမေးတာတိတိကျကျလေးမေးရတယ်ပေါ့နော်ဥပမာငါ့ကို German basic ဒီဟာဆိုရင်ကျွန်တော်မေးတာက basic German don't it's not like give me some basic German phrases or daily phrases or something like that I didn't ask like that အဲ့ဒါကအရန် general ဖြစ်တယ်ပေါ့နော်အရန် basic ဖြစ်တယ်ငါ့ကိုဒီနေ့စဉ်သုံး basic စကားလုံးလေးတွေပြောပြပါဆိုပြီးတော့ပြောလိုက်တာကသူပေးတော့ပေးလိမ့်မယ်ဒါပေမဲ့ဘာပေးမလဲဆိုတော့စလုံး 4-5 ကြောင်းပေါ့ဒါမှမဟုတ်ရင်စလုံးစာကြောင်း 4-5 ကြောင်းစလုံး 4-5-6 ခုဒါမှမဟုတ်ရင်သူ greetings လုပ်တဲ့စကားလုံးတွေပေးလိမ့်မယ်များသောအားဖြင့်ဥပမာ guten tag တို့ဘာလို့ဒီ basic greeting တွေအဲ့လောက်နဲ့ပဲပြီးသွားတယ်ဒီလိုမျိုးကျွန်တော်အခုမေးတယ်လို့မျိုးငါတို့ study plan လုပ်ပြီးရင်နောက်တစ်ခုပြောလို့ရတာကဘာရှိမလဲဆိုတော့ be my interactive teacher ဆိုပြီးပြောလို့ရတယ် be my okay နောက်ထပ် AI တစ်ခုမှကျွန်တော်လုပ်ပြပေးမယ်Okay, so let's go to Grok. Grok Janiva. ChatGPT. Willkommen bei ChatGPT. Welcome to ChatGPT.ဒီမှာကျတော့ဘာရတူနေတုံးလဲ Okay, let's do this. Give me vague instruction, basic instruction in major language. Give me some basic
places to use every day. Audio quality လေးတွေနည်းနည်းညံ့လို့ရှိရင်သိခံပြီးနားထောင်ပြီးပါနော် professional device တွေမဝယ်ရသေးလို့ okay သူဒါလေးတွေပြောထားတယ် ChatGPT မဆိုတော့မဆိုပါ Guten Morgen Guten Tag Guten Abend Guten Nacht Gute Nacht Tschüss Ciao Auf Wiedersehen Wie geht's Mir geht's gut. Mir geht's gut. I am good. Danke. Und dir? Und Ihnen? Und Ihnen? And you? Bitte Entschuldigung. Kein Problem. Ja, nein. Vielleicht, maybe. Ich verstehe. I understand. Ich verstehe nicht. Ich verstehe nicht. I don't understand. Können Sie das bitte wiederholen? Could you please repeat that? Können Sie das bitte wiederholen? Sprechen Sie English? Do you speak English? Ich spreche nur ein bisschen Deutsch. Was bedeutet das? Bedeutet das? What does that mean? Getting around and help. Where is? Wie komme ich zum? How do I get to? Zur. Ich brauche Hilfe. I need help. Einen Moment bitte. One moment please. Ich hätte gern. I'd like restaurant Malaysia. Die Rechnung bitte. Receipt, please. The bill, please. Was empfallen? Was empfallen Sie? What do you recommend? Das ist lecker. That is delicious. Was kostet das? How much is this? Zahlen bitte. Check, please. Okay. ပို့ပြီးတော့တိကျတဲ့စကားလုံးမေးမယ်ဆိုလို့ရှိရင် Give me a printable cheat sheet. I think that's not bad. Okay, let's ask for that. That's good. Printable cheat sheet. Shopping or traveling. Okay, let's ask for practice plan. That sounds quite heavy, doesn't it? Remember the appreciative inquiry? Do you remember that slide that I showed you? I whizzed through it at the end of the last session. Revisit last week's session, this week's session, and the last slide, because I was looking at, okay, how can you construct interview questions that aren't about what's the problem?
people that have these doom stories, when they have that snap out in reality, they will find their shame, but they've probably already thought of ways that, how can I make sure I don't get out of this? Would you like me to turn this into printable PDF planner or add audio for pronunciation practice? This is not bad. So if you ask from the beginning,အစတွေကအဲ့လိုမျိုး detail မေးလိုက်မယ်ဆိုလို့ရှိရင်ဥပမာ I want to learn daily German phrases. Please give me the 7-day study plan. အဲ့ဆိုတကြောင်းလေးနဲ့ဒီဟာတွေအကုန်လုံးကြာလာမှာပေါ့နော်ဟိုမျိုးထက်ကမေးနေစရာမလိုတော့ဘူးပေါ့အဲ့လိုရှိမယ် Okay, turn this into printable PDF planner or add audio. I think I'll get the printable. Get the printable PDF. You will need to log in. Okay, I'll log in later. So basically, yeah, ဒီလိုမျိုးအဲ့လိုမျိုးအသေးစိတ်တစ်ခါတည်းတန်းပြီးတော့မေးလိုက်ဥပမာကိုယ့်ရဲ့ background context ကိုပြောမယ်ဥပမာဘာလို့ချင်လဲဆိုတော့ငါ German စာသင်နေတယ်ငါရဲ့ level ကဘယ်လောက်ရှိတယ်ဥပမာ beginner complete beginner or elementary or A2 something like that ပြီးလို့ရှိရင်ဘာလို့ချင်လဲဆိုတာကိုပြောI want to have basic everyday German usage, phrases, something like that, or vocabulary that you want to practice. Vocabulary, login solution, vocabulary, login how you begin plan look kind of give me a daily plan for 7 days or weekly plan for 3 weeks or 4 weeks, something like that. You can add. I look your illusion, but your simple limit. I did your now tap a she only. Okay, the last area as in AI don't know how your badge limit. Now tap app the Kuga. PDF ဒီပါရှိထားတယ်ဆိုလို့ရှိရင်ပေါ့နော် PDF ဒီပါရှိထားတယ်ဆိုလို့ရှိရင်Gemini လည်းကောင်းတယ်ဒါပေမဲ့ Gemini ကကျတော့ကျွန်တော်ကျတော့ Gemini ကို Pro plan ဝယ်ရတာဆိုတော့များသောအားဖြင့် Gemini သုံးတာများ Gmail တို့ဘာလို့အကုန်လုံးထဲမှာ AI နေ Gemini နေနဲ့အကုန်ချိတ်ထားတော့ calendar ဘာညာတခုခု plan လုပ်စာရှိရဆိုလို့ရှိရင်ရိုက်ထည့်လိုက်တာနဲ့သူ email တွေကိုဖတ်ပေးတယ်မဖတ်သေးတဲ့ email တွေကိုသူ summarize လုပ်ပေးတယ်ကိုယ့်အတွက်အရေးကြီးတဲ့ email တွေကိုသူရေးပြပေးတယ်ပေါ့နော်ဥပမာဘယ်ဟာ action user ရှိတယ်ဘာညာသူပြောပြပေးတယ်တချို့ကကျတော့ privacy ဆိုရင်လို့ဆိုပြီးတော့အဲ့လိုမျိုးမလုပ်တာတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ပေးထားတယ်ပေါ့နော် permission အဲ့ဒီတော့ drive ဆိုလို့ရှိရင် document create လုပ်ခိုင်းလိုက်လို့လည်းရတယ် cloud မှာလည်းရှိတယ်အဲ့ဒီ document create လုပ်ခိုင်းလို့ရတယ်ငါအတွက်ဒီ document create လုပ်ပြီး project plan ကို create လုပ်ပြီးအဲ့လိုရှိတယ်နောက်တစ်ခုက learning အတွက်ကောင်းတာက notebook LM ဆိုတာ notebook LM ဒီကောင်ကသူကကျတော့ AI တခြား AI နေလို့မဟုတ်ဘဲနဲ့သူ AI တွေကများသောအားဖြင့် creative ဖြစ်တယ်သူတို့ရဲ့တခြားလူတွေပေးတဲ့ input သူတို့ trainer ရဲ့ data တွေအကုန်လုံးပေါင်းပြီးတော့ creative answer တွေထုတ်ပေးတယ်တခါလေကြာရင်မမှန်တာတွေရှိတတ်တယ်ပေါ့နော်ဒီ notebook LM ကကြတော့ဘာလုပ်လဲဆိုတော့ကိုတင်ထားတဲ့ source တွေကနေပြီးတော့သူရှာပြီးတော့အဲ့ထဲမှာပါတဲ့ဟာကိုပဲသူကိုမေးတဲ့မေးခွန်းကိုထုတ်ပေးတယ်ဘယ်လိုလုပ်လို့ရလဲဆိုတော့
စာသင်မယ်ဆိုလို့ရှိရင်ဥပမာ course book တစ်ခုရှိမယ် mathematics ဥပမာပေါ့နော် mathematics physics or chemistry something like that အဲ့ဒီဟာကိုကိုက upload လုပ်လိုက်မယ်ဥပမာဒီမှာဆိုလို့ရှိရင်ကျွန်တော် German grammar နဲ့ဟိုဟာတွေကိုကျွန်တော်ထည့်ထားတယ် A1 grammar basic German PM bilingual visual dictionary အဲ့ဒါတွေအကုန်ထည့်ထားတယ်သူကဘာလို့လုပ်ရလဲဆိုတော့ဒီ chat မှာကကြာတော့ကိုမေးချင်တာမေးလို့ရတယ် Give me basic phrases that I can use daily every day in restaurant or market something like that then အဲ့လိုရေးလိုက်လို့ရှိရင်သူကဒီ source တွေကနေတွားရှာမယ်တခြား internet ကနေမရှာဘူးဒီ source တွေကနေရှာမယ်ပြီးရင်ကိုယ်အဖြေပြန်ပေးမယ် Okay give me two phrases for me to use in restaurant let's see how solution to the source ကိုတင်ထားတဲ့ source တွေနဲ့တွားရှာမယ်တခြားဘယ်နေရာကောင်မှတွေ့တဲ့ဟာတွေသူယူလာမှာမဟုတ်ဘူးကိုတင်ထားတဲ့ဒီ document source တွေကနေသူရှာပြီးတော့ကိုယ်အဖြေပြန်ပေးမယ်ဒီမှာ citation လေးတွေလည်းပါတယ်2 3နဲ့5နဲ့6နဲ့အဲ့ဒါတွေကတော့1 to request the bill direct non bitter the bill please to politely order a meal or drink each Mr. 9 glass beer bitter I would like a glass of beer please အဲ့တော့အဲ့ဒီစာကြောင်းဒီကဘယ်မှာရှိမလဲပေါ့နော်အဲ့ဒါဆိုရင် such as ဒီမှာ number 6ဆိုလို့ရှိရင် unit ဘယ်လောက် unit 20ဘယ်စာအုပ်ထည့်ရလဲဆိုရင်ဒီ basic German တွေကနေပြီးတော့အဲ့ဒီတော့တခြားတွေ့ရနေရနေကောက်ဆွဲလာပြီးတော့သူ့ဘာသူတွေးချင်ရတွေးပြီးတော့ဖြေတာမဟုတ်ဘူးကိုတင်ထားတဲ့စာရီတွေကနေရှာပြီးတော့ဖြေတာဖြစ်တဲ့အတွက်ပို့ပြီးတော့တိကျတယ်အဖြေမှန်တယ်ပေါ့အဲ့တော့ research paper white paper တွေ summarize လုပ်မယ်အဲ့ဒီအတွက်လည်းအသုံးဝင်တယ်ဟိုမှာsummarize this paper and give me 5 important points that I need to know ငါတို့ဒီငါသိတဲ့အရေးကြီးတဲ့အချက်လက်5ချက်ငါ့ကိုထုတ်ပေးဆိုပြီးတော့ပြောလိုက်လို့ရှိရင်ဒီအဲ့ဒီ white paper တစ်ခုလုံးနဲ့ကနေသူဖတ်ပြီးတော့ကိုယ်ရှင်းပြလိုက်ဒါက chat ပေါ့နော်နောက်တစ်ခုကကျတော့ studio ဆိုတာရှိတယ်ဒီ studio ကကျွန်တော် generate လုပ်လိုက်လို့ရှိရင်သူလူ2ယောက်စကားပြောတဲ့conversation သူထုတ်ပေးတယ်15မိနစ်လောက်ရှိလိမ့်မယ်ထင်တယ်အဲ့ဒီဟာပါလေတော့ဒီ source 9ခုတွေကနေပြီးတော့သူကောင်းလို့ရရာတွေကိုသူထုတ်ပြီးတော့ဒီဘက်ကကောင်မလေးတယောက်ကမေးမယ်ယောက်ျားလေးကဖြေမယ်ပြီးရင်ယောက်ျားလေးကမေးမယ်ကောင်မလေးကပြန်ဖြေတယ်အဲ့လိုမျိုး podcast ပုံစံမျိုးလုပ်တာအဲ့ဒါလေးကောင်းတယ်အဲ့ဒီကောင်က audio ထုတ်ပေးတယ်အဲ့တော့ audio book ပုံစံမျိုးရမယ်ဒါလည်းအဲ့ဒီကိုယ့်ရဲ့ lecture တွေကိုသင်လို့ရှိရင်ပို့ပြီးတော့နားလည်လွယ်တယ်ပေါ့နော် desktop version ကပို့ပြီးတော့စုံတယ်internet ပါသုံးလို့ရတယ်ထင်တယ်နောက်ဆုံးအခုဟာကကျွန်တော် application ဆိုတော့တိတ် internet source ကရှာလို့မရဘူးကိုတင်တာပဲကိုရတယ် okay so ဒီမှာဆိုရင်အဲဒီ stoic lessons တွေကိုကျွန်တော်လုပ်ထားတာရှိတယ်အဲ့ကောင် YouTube video တွေပေါ့နော် YouTube video တွေကိုဒီမှာထည့်ပြီးတော့
ဘယ်လိုလုပ်လဲဆိုတော့ add source လုပ်လို့ရတယ်အမှာကို PDF ထည့်လို့ရတယ် device မှာရှိတဲ့ audio upload လုပ်လို့ရတယ် website link ကိုပေးလို့ရတယ် website တစ်ခုကိုခေါ်ပြီးတော့ summarize လုပ်ခိုင်းတာဘာညာလုပ်လို့ရတယ် Yeah. ပြီးရင် YouTube video upload လုပ်လို့ရတယ် text copy လုပ်ထားတဲ့ text တွေကိုတင်လို့ရတယ်အဲ့လိုထည့်လိုက်လို့ရတယ်ထည့်လိုက်လို့ရှိရင် source တွေဒီထဲကိုရောက်သွားလိမ့်မယ်ပြီးတော့မှချက်ချင်းချက်မဟုတ်လို့ရှိရင်ဒီမှာလည်း audio overview ရှိတယ်ဥပမာ interactive ကကိုပါဝင်ပြီးတော့ဆွေးနွေးတာမျိုး play ဆိုလို့ရှိရင်တော့ဒါသူတင်ထားတဲ့ဟာကိုပဲ If you ever had one of those moments where life just feels like it's spinning completely out of control.